ဒါကတော့ဘယ်ရာကပစ္စည်းစစ်လဲဘယ်ရာကကိတ်မုံလဲဆိုတာကိုအချိန်ကန့်သက်အတွင်းရွေးချယ်ပြီးကိုက်စားကြည့်ရမယ့်စိန်ခေါ်မှုပွဲဖြစ်ပါတယ်ပထမဆုံးပစ္စည်းကတော့အလွန်လှပတဲ့အိမ်စီးဖိနက်လေးတွေပဲဖြစ်ပါတယ်ဟီမူယာကသူကြိုက်တဲ့အယောင်ကိုမြင်လိုက်ရတာကြောင့်အဲ့ဒီဖိနက်ကိုရွေးချယ်ခြင်းစိတ်ဖြစ်ပေါ်သွားခဲ့ပါတယ်သူ့ရဲ့အထီးအတွေ့ပုံစံကအစတကယ့်ပစ္စည်းစစ်နဲ့အလွန်တူလုံးနေပါတယ်နောက်ထပ်ထွက်လာတာကတော့တစ်သားဖိနက်တွေပဲဖြစ်ပါတယ်သူတို့ကတကယ့်ပစ္စည်းစစ်နဲ့တူလုံးတာကြောင့်ဘယ်သူမှမရွေးချယ်ရကြပါဘူးတတိယမြောက်ပစ္စည်းကတော့တောက်ဖိနက်တွေပဲဖြစ်ပါတယ်သူ့ရဲ့အယောင်ကတကယ့်ပစ္စည်းစစ်ဖြစ်နေနိုင်တာကြောင့်အားလုံးကိုကြောက်လန့်သွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့ယာဘာဖိနက်တွေထွက်ရှိလာခဲ့ပါတယ်ဆမ်မင်ရှင်နဲ့လူကအဲ့ဒီယာဘာဖိနက်ကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဖိနက်ကိုအားရပါးရကိုက်လိုက်ပေမဲ့အဲ့ဒါကတကယ့်ယာဘာဖိနက်စစ်ဖြစ်နေခဲ့ပါတယ်အခုဆိုရင်တော့ဒုတိယအချီကိုစတင်လိုက်ပြီပဲဖြစ်ပါတယ်ပထမဆုံးထွက်လာတဲ့ပစ္စည်းကတော့လက်လိုပဲဖြစ်ပြီးဘယ်သူမှမရွေးချယ်ရကြပါဘူးဒုတိယပစ္စည်းကတော့အလွန်ပြောင်းလဲနေတဲ့ဆိုင်ကယ်စီးဦးထုတ်တလုံးပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အုတ်ခဲတခဲထွက်လာခဲ့ပါတယ်ကောင်လေးကအုတ်ခဲရဲ့မျက်နှာပြင်ကိုမြင်တာနဲ့ချက်ချင်းပဲရွေးချယ်လိုက်ပါတယ်သူကိုက်လိုက်တဲ့အချိန်မှာတော့အလွန်ပဲအံ့အားသင့်တုန်လှုပ်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဆေးတုပ်ဆေးဘူးထွက်လာခဲ့ပါတယ်ကောင်မလေးကဘာမှမရွေးရသေးတာကြောင့်အဲ့ဒီဆေးဘူးကိုပဲမဖြစ်မနေယူလိုက်ရပါတယ်ဒါကတကယ်ဆေးတုပ်ဆေးစစ်ဖြစ်နေရင်သူမခတ်များရက်ပေါင်းများစွာထမင်းစားနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့သူမမီးစမ်းကြည့်လိုက်တဲ့အခိုက်အတန့်မှာတော့ဆေးဘူးဟာတကယ်တော့အချို့ပွဲကိတ်မုံဖြစ်နေမှန်းအားလုံးသိသွားကြပါတယ်ဒါကြောင့်ဆေးတုပ်တန်ကလည်းကိတ်မုံတူဖြစ်ရမယ်ဆိုတာတေချာသွားခဲ့ပါပြီအခုဆိုရင်တတိယအချီကိုစတင်လိုက်ပြီဖြစ်ပြီးဒီတစ်ခါအပြင်စင်ကတော့တန်ရှင်းရေးသုံးပစ္စည်းတွေပဲဖြစ်ပါတယ်ပထမဆုံးပစ္စည်းကတော့ဘန်ကန်ဆေးဘီယက်ဖြစ်ပြီးနောက်ဆုံးမှာတော့ဦးလေးကြီးကရွေးချယ်လိုက်ပါတယ်သူကဖြည်းဖြည်းချင်းကိုက်စားကြည့်လိုက်တဲ့အခါအဲ့ဒါကတကယ်ရဲ့အချို့ပွဲကိတ်မုံဖြစ်နေခဲ့ပါတယ်နောက်ထပ်ထွက်လာတဲ့တန်ရှင်းရေးပစ္စည်းကတော့ချောကလက်နဲ့အလွန်တူလုံးတာကြောင့်လူတိုင်းကဒါဟာထောင်ချောက်တစ်ခုလို့ထင်နေကြပါတယ်နောက်ဆုံးမှာတော့ကောင်မလေးကတမျက်စိစုပ်ကိုရွေးချယ်လိုက်ပါတယ်သူမကိုက်လိုက်တဲ့အချိန်မှာတော့အဲ့ဒါကတကယ်တမျက်စိစုပ်အစ်စ်ဖြစ်နေခဲ့ပါတယ်နောက်တစ်ချီမှာတော့ဒီအခန်းထဲကပစ္စည်းတစ်ခုရဲ့သာကိတ်မုံဖြစ်ပါတယ်ကစားသမားတချို့ကနိုင်ရန်ဘော်ကမှုန်ငင်းကပ်ပြားဟာချောကလက်နဲ့တူတယ်လို့ထင်နေကြပါတယ်အခြားလူတွေကတော့ကစားစရာတွေကိုတကြားလုံးရောင်တွေတုတ်ထားတယ်လို့ထင်နေကြပါတယ်ပထမဆုံးဟီမူယာအလက်ရောက်ရှိလာခဲ့ပါတယ်ဒီတစ်ခါကွင်းထဲမှာဖိနက်တွေမရှိတာကိုသူသတိထားမိသွားပြီးသတင်းစာကိုရွေးချယ်လိုက်ပါတယ်သူကဘာမှတွန့်ဆုတ်မနေပဲချက်ချင်းပဲကိုက်လိုက်ပါတယ်ဒါပေမဲ့ထုံးစံအတိုင်းပဲဟီမူယာတယောက်ကန်ဆိုးသွားပြန်ပါတယ်အခုတော့ဟာရှီမိုရိုရဲ့အလက်ရောက်လာခဲ့ပါပြီသူမရဲ့ပြစ်မှတ်ကတော့စင်ပေါ်မှာတင်ထားတဲ့လူပုံစံရုပ်ခေါင်းပဲဖြစ်ပါတယ်လူတိုင်းကသူမကိုတန်တရားဝင်နေကြပေမဲ့သူမကတော့တတိရှိရှိနဲ့ကိုက်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့ခံမှန်းချက်ကလည်းမှားယွင်းသွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့အစီအစဉ်ကနေဒီပစ္စည်းတွေထဲမှာကိတ်မုံတစ်ခုပါဝင်နေတယ်ဆိုပြီးအရေးမြွက်ပေးခဲ့ပါတယ်ရှီယာကိုကသူငယ်စဉ်ကအလွန်ကြိုက်ခဲ့တဲ့လဲလိုက်ထလိုက်အယုတ်လေးကိုတတိထားမိပြီးချက်ချင်းပဲရွေးချယ်လိုက်ပါတယ်သူကအယုတ်ကိုအားရပါရအကြီးကျယ်ကိုက်လိုက်ပေမဲ့သူ့ဖွဲ့ကတော့ပြစ်ဒဏ်ပေးခံရဆဲပဲဖြစ်ပါတယ်တကယ်တော့သူ့ရဲ့ကိုက်အားကပြင်းထန်လုံးတာကြောင့်တကယ့်ပစ္စည်းစစ်ပါကျိုးပဲ့သွားခဲ့ရတာဖြစ်ပါတယ်အခုဆိုရင်တော့စုံထောက်မဆူအိုကနောက်ဆုံးခွင့်ရေးကိုရရှိသွားခဲ့ပါပြီသူကပစ္စည်းတွေကိုအကဲခတ်တဲ့နေရာမှာအလွန်ကျွမ်းကျင်တဲ့ပါရမီရှင်တစ်ယောက်ပဲဖြစ်ပါတယ်သူရှေ့ကိုတက်လာတာနဲ့မုတ်ဆက်ရိပ်ပစ္စည်းစုံကိုတန်းပြီးရွေးချယ်လိုက်ရအဲ့ဒါကတကယ်ပဲကိတ်မုံဖြစ်နေခဲ့ပါတယ်ဘယက်တင်မကပဲအတွင်းရဲကအမြုပ်တွေကအစအားလုံးကိုခရံတွေနဲ့ပြုတ်လုထားတာပဲဖြစ်ပါတယ်